မဲမင်္ဂလာပါရှင်ဖုန်းယူမီဒီယာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မိုးလေဝသနဲ့ဇလဗရာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ9ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်ရှင်။ဒီကနေ့အောက်တိုဘာလ9ရက်နေ့အတွက်မြစ်ရေကြီးမှုသတိပေးချက်များနဲ့မြန်မာနိုင်ငံရဲ့ရာသီဥတုအခြေအနေတို့ကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးအနေနဲ့မိုးလေဝသနဲ့ဇလဗရာညွှန်ကြားမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားသောမြစ်ရေကြီးမှုအခြေအနေနဲ့သတိပေးချက်များကိုလည်းတင်ဆက်ပေးသွားပါမယ်။ရေကြီးမှုအခြေအနေသတင်း2025ခုနှစ်အောက်တိုဘာလ9ရက်နေ့9နာရီချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်6နာရီခွဲအချိန်တိုင်းထွာချက်အရစစ်တောင်းမြေသည်မတောင်းမြို့တွင်စိုးရင်ရေမှတ်အထက်သို့2လက်မကျော်လွန်နေပြီးနောက်တရက်တွင်1လက်မခန့်ကြာဆင်းလာနိုင်ကရေမြို့၏စိုးရင်ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်ပါသည်။သို့ဖြစ်ပါ၍မတောင်းမြို့တွင်ရှိမြေကန်ဤနှင့်မြေနေပိုင်းနေထိုင်သူများနေဖြင့်ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါတယ်။မြစ်ကြီးနားမြစ်ရေတပေခွဲခန့်ပြန်တက်မနေ့ကညနေမှ12နာရီတွင်မြစ်ကြီးနားမြို့၏မနေ့ကမြင့်ဆုံးပူချိန်28.8 ဒီဂရီစင်တီဂရိတ်ယနေ့အနိမ့်ဆုံးပူချိန်15.8 ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်ရှင်။မြစ်ကြီးနားမြစ်သည်စိုးရိမ်မှတ်1200စင်တီမီတာသို့ရောက်ရှိရန်694စင်တီမီတာ22ပေခွဲကျော်ခန့်အလိုတွင်ရောက်ရှိနေပါတယ်။မြစ်ရေအတက်ကျပုံမှန်နေထိုင်ခန့်မှရှိနေပါမယ်။ထူကဲမြစ်ရေကြီးနိုင်သည့်အချိန်နဲ့မတွေ့ရှိသေးပါရှင်။အေယာဝတီမြစ်အထက်ပိုင်းမှာမိုးအားသင့်တင်ရှိနေပါတယ်။ရန်ဖန်ရန်ခါအေယာဝတီမြစ်စွန်အထက်ပိုင်းမှာနေရာကွက်၍မိုးသည်ထန်စွာရွာသွန်းခြင်းများကြောင့်မြစ်ကြီးနားမြစ်ရေကျဆင်းနေရာမှပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါဦးမယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန်ဒေသများနဲ့အေယာဝတီမြစ်အထက်ပိုင်းမိခမြစ်နဲ့မလိခမြစ်ဝမ်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားနည်းငယ်သာရှိနေပါတယ်။အေယာဝတီမြစ်ကိုတခြားနဲ့ချင်းမြစ်ကိုတခြားမြစ်ကန်ဒီမြင်းနေဒေသများနဲ့မြင်းဥကျွများတွင်စိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနှင့်ရေလုပ်သားများအေယာဝတီမြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါတယ်။ချင်းတွင်းမြစ်ရေအခြေအနေခန်းတီးမြစ်ရေတလက်မခန့်ထက်ကြမနေ့ကညနေမှ12နာရီတွင်မောင်ရွာမြစ်ရေတလက်မခန့်ထက်ကြမနေ့ကညနေမှ12နာရီတွင်ချင်းတွင်းမြစ်အထက်ပိုင်းမှာလက်တလောတွင်မိုးအားနှင်းငယ်ရှိနေပါတယ်။ချင်းတွင်းမြစ်ရေအတက်ကျပုံမှန်နေထားခန့်မှရှိနေပါမယ်။ထူကဲမြစ်ရေကြီးနိုင်သည့်အချိန်နဲ့မတွေ့ရှိသေးပါရှင်။ခန်တီဟုံမလင်းဖောင်ပြင်းမော်လိုက်ကလေးဝါမြစ်ရေတို့မှာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မင်းကင်းကန်နီမုံရမြို့မြစ်ရေတို့မှာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။အေယာဝတီမြစ်ရေအချိန်နဲ့ဗမော်မြစ်ရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မနက်ဖြန်နေ့ပိုင်းတွင်ပြန်လည်မြင့်တက်လာနိုင်ပါတယ်။ရွှေကူမြို့မြစ်ရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မနက်ဖြန်ညနေပိုင်းတွင်ပြန်လည်မြင့်တက်လာနိုင်ပါတယ်။ကတ်တာထီချိုင်နဲ့တပိတ်ချင်းမြစ်ရေတို့မှာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မန္တလေးမြစ်ရေအနည်းငယ်ထက်တန်းနိုင်ပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတို့တွင်ပြန်လည်ကျဆင်းနိုင်ပါတယ်။စကိုင်းမြစ်ရေနဲ့မြင်းမူမြစ်ရေတို့မှာအနည်းငယ်ထက်တန်းနိုင်ပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတို့တွင်ပြန်လည်ကျဆင်းနိုင်ပါတယ်။ပခုတ်ကူညာဦးချောင်းမြို့မင်းဘူးမြေတို့မှာဖြည်းဖြည်းချင်းဆက်တန်းနေပါအောင်မယ်။မကွေးအောင်လန့်ပြည်စိတ်သားမြေတို့မှာလည်းဖြည်းဖြည်းချင်းဆက်တန်းနေပါအောင်မယ်ရှင်။ဟင်္သာရမြေရေအတက်ကြမရှိရတန်းနေပြီးမနက်ဖြန်နေ့ပိုင်းတွင်ပြန်လည်မြင့်တက်လာနိုင်ပါတယ်။ဇလွန်မြို့မြေရေအတက်ကြမရှိရတန်းနေပြီးမနက်ဖြန်နေ့ပိုင်းတွင်ပြန်လည်မြင့်တက်လာနိုင်ပါတယ်။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်ရှင်။ဆက်လက်ပြီးမိုးလေဝသနဲ့ဇလဗရာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်သောထူးခြားမိုးလေဝသအခြေအနေကိုတင်ပြပေးပါမယ်။ဘင်္ဂလားပလင်အော်အခြေအနေကပ်ပလီပလင်ပြင်းနဲ့ဘင်္ဂလားပလင်အော်တို့တွင်မုတ်တုံလီအားနည်းနေပါတယ်။ယနေ့ညနေထိခန့်မှန်းချက်အကွေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့တွင်နေရာကွက်ကြားနေပြီးတော့မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့တွင်နေရာကျကျရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကရင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာစိစိမ့်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့ပြားမှုထစ်ချုံရပြီးမန္တလေးတိုင်းဒေသကြီးတွင်နေရာကွက်ရည်မှုကြီးနိုင်ပါတယ်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။နေပြည်တော်နေရာကွက်ကြားမှုထစ်ချုံရမည်။ရန်ကုန်ကပ္ပအေးနေရာကွက်ကြားမှုထစ်ချုံရမည်။မန္တလေးနေရာကွက်ကြားမှုထစ်ချုံရမည်။ပဲခူးနေရာကွက်ကြားမှုထစ်ချုံရမည်။မကွေးတင်အသင့်ဖြစ်ထွန်းပြီးနေရာကွက်ကြားမူရနိုင်ပါတယ်။ဟုံမလင်းနေရာကွက်ကြားမူထစ်ချုံရမည်။မုံရတင်အသင့်ဖြစ်ထွန်းပြီးနေရာကွက်ကြားမူရနိုင်ပါတယ်။ပတ်သိန်းနေရာကွက်ကြားမူထစ်ချုံရမည်။
ထဝဲနေရာကွက်ကြားမိုးထစ်ချုံရမည်မြေကြီးနာနေရာကွက်ကြားမိုးထစ်ချုံရမည်လိုက်ကောနေရာကွက်ကြားမိုးထစ်ချုံရမည်ဖက်အန်နေရာကွက်ကြားမိုးထစ်ချုံရမည်ဟာခါနေရာကွက်ကြားမိုးထစ်ချုံရမည်မော်လမြိုင်မိုးတစ်ချိန်တစ်ချိန်ထစ်ချုံရမည်စစ်တွေမိုးတစ်ချိန်တစ်ချိန်ထစ်ချုံရမည်လာရှိုးနေရာကွက်ကြားမိုးထစ်ချုံရမည်တောင်ကြီးနေရာကွက်ကြားမိုးထစ်ချုံရမည်ကျိုင်းတုံနေရာကွက်ကြားမိုးထစ်ချုံရမည်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရတခြားတွင်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတီးကျွေးခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်မုတ်တုံလီအားနည်းနေမည်နေပြည်တော်နဲ့နေတော်အတွက်ယနေ့ညနေထိခန့်မှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရမည်ရာနှုန်း80ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတော်အတွက်ယနေ့ညနေထိခန့်မှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရမည်ရာနှုန်းပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နယ်နေတော်အတွက်ယနေ့ညနေထိခန့်မှန်းချက်မိုးတစ်ချိန်တစ်ချိန်ထစ်ချုံရမည်ရာနှုန်းပြည့်ဖြစ်ပါတယ်။မြမပင်လယ်ပြင်လှိုင်းနှင်းငယ်မှလှိုင်းအသင်းတင်ရှိမည်လှိုင်းမြင့်မှာမြမကယ်ရန်တရှောင်းနဲ့ကလွန်ပလယ်ပြင်တို့တွင်4ပေမှ6ပေခန့်ရှိနိုင်ပါတယ်။ပင်လယ်ပြင်ခရီးအတွက်မလိုတာခန့်မှန်းချက်2025ခုနှစ်အောက်တိုဘာလ9ရက်နေ့နနက်10:00နာရီခွဲအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပလင်အော်ချင်းနေကပလီပလင်ပြင်နဲ့ဘင်္ဂလားပလင်အော်တို့တွင်မုတ်တုံလီအားနေပါတယ်။ရန်ကုန်မှသတင်းတိုင်ကယ်ရန်တရှောင်းပလယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်ယနေ့မွန်တဲမှနောက်24နာရီတွင်ခန့်မှန်းချက်မိုးလေဝသအခြေအနေနေရာနဲ့ပြမိုးထစ်ချုံရမည်အမြင့်တာ4မိုင်မိုးရစဉ်1မိုင်ခန့်ရေပြင်းလေအနောက်သို့မဟုတ်အနောက်မြောက်တနင်္လာပင်လယ်မိုင်9-10မိုင်တခါတရံမိုင်20မှ25မိုင်လှိုင်းချီနေလှိုင်းနေငယ်မှလှိုင်းတင်တင်ရှိမည်လှိုင်းမြင့်4ပေမှ6ပေခန့်ရန်ကုန်မှရခိုင်ကယ်ရန်တခြားပင်လယ်ပြင်ခရီးအတွက်မိုးလေဝသခန့်မှန်းချက်ယနေ့မွန်တဲမှနောက်24နာရီတွင်ခန့်မှန်းချက်မိုးလေဝသအခြေအနေနေရာစိတ်စိတ်မိုးထစ်ချုံရမည်အမြင့်တာ4မိုင်မိုးရစဉ်1မိုင်ခန့်ရေပြင်းလေအနောက်သို့မဟုတ်နောက်တောင်တနင်္လာပင်လယ်မိုင်9-10မိုင်တခါတရံမိုင်20မှ25မိုင်လှိုင်းအခြေအနေလှိုင်းနှင်းငယ်မှလှိုင်းတင်တင်ရှိမည်လှိုင်းမြင့်4ပေမှ6ပေခန့်တို့ဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးမှုအစီအစဉ်ကတော့ဒီလောက်နဲ့ပဲဆုံးသက်လိုက်ပါပြီနားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျန်းမာရှင်လန်းကြပါစေရှင်